ယူရီးယားမြန်မာစစ်ပွဲလို့ပြောလိုက်တာနဲ့လူအများစုသတိရမိကြတာကဘရင်တော်ဒါမှမဟုတ်အလောင်းမင်းတရားကြီးဖြစ်တတ်ပါတယ်။ဒါပေမဲ့ယူရီးယားရဲ့နှစ်ပေါင်း400ကျော်တည်ရှိခဲ့တဲ့မြို့တော်ကြီးကိုတခါတည်းအပိသက်ဖျက်ဆီးခဲ့တဲ့ဘရင်ကတော့တခြားတစ်ယောက်ပါ။သူ့လက်ထက်မှာတရုတ်ချင်အင်ပါယာဟာမြန်မာနိုင်ငံကို၄ချိန်တိုင်ကျူးကျော်ခဲ့ပါသေးတယ်။ယူရီးယားနဲ့တရုတ်နှစ်နိုင်ငံလုံးကိုစစ်မျက်နှာဖွင့်ထားတာပါ။သူ့ရဲ့နာမည်ကတော့စင်ဖြူရှင်မင်းတရားကြီးပါ။မြန်မာသမိုင်းရဲ့အကျော်ကြားဆုံးစစ်ဘရင်တွေကတပါးလေးဖြစ်ပါတယ်။ပြီးတော့အာရှကိုတုံလုံးစေခဲ့တဲ့မြန်မာပြည်တစ်ပါးလည်းဖြစ်ခဲ့ပါတယ်။1936ခုနှစ်မိုးဆိုးဘူရွာလေးမှာမောင်ရွာဆိုတဲ့ကလေးငယ်တစ်ယောက်မွေးဖွားလာခဲ့ပါတယ်။အဲ့ချိန်ကမြန်မာနိုင်ငံဟာငြိမ်းချမ်းမနေခဲ့ပါဘူး။ဟန်နာဝရီနဲ့အင်းဝါတို့ရဲ့အာဏာလွန်ဆွဲမှုတွေနယ်စပ်တိုက်ပွဲတွေမငြိမ်မသက်မှုတွေကြားမှာမောင်ရွာကြီးပြင်းလာခဲ့ရပါတယ်။သူ့ရဲ့အဖေကတော့အားလုံးသိကြတဲ့ဦးအောင်စရာဖြစ်ပြီးတော့အလောင်းမင်းတရားကြီးပွဲနာမည်နဲ့ကုန်းမောင်မင်းဆက်ကိုတည်ထောင်ခဲ့တဲ့သူပါ။ဒါကြောင့်မောင်ရွာကလေးဘွားဟာနန်းတော်တွေကမင်းသားဘွားမဟုတ်ခဲ့ပါဘူး။စစ်တပ်တွေညှင်းခွာတန်တွေအမြောက်တန်တွေကြားမှာကြီးပြင်းလာခဲ့ရပြီးငငယ်ရွယ်နဲ့ဓားကင်တက်ခဲ့တယ်။မြင်းစီတက်ခဲ့တယ်။စစ်မြေပြင်များစွာကိုလည်းမြင်မှုခဲ့ပါတယ်။1960ခုနှစ်မှာတော့အလောင်းမင်းတရားကြီးနှွဲ့ရဆန်ခဲ့ပါတယ်။ထီနန်းကိုသားတော်ကြီးနောင်တော်ကြီးမင်းကဆက်ခံခဲ့ပါတယ်။ဒါပေမဲ့3နှစ်အကြာမှာပဲနောင်တော်ကြီးမင်းလည်းနှဲ့ရဆန်သွားခဲ့ပါတယ်။ဒီလိုနဲ့အသက်29အရွယ်မောင်ရွာလို့ခေါ်တဲ့မြေတူးမင်းသားဟာကုန်းမောင်အင်ပါယာရဲ့ဘုရင်ဖြစ်လာခဲ့ပါတယ်။နောက်ပိုင်းစင်ဖြူကျွန်းမျိုးကစင်ဖြူတော်တစည်းရရှိခဲ့တဲ့အတွက်စင်ဖြူရှင်ဆိုတဲ့ပွဲတော်ကိုခံယူခဲ့ပါတယ်။ဒါပေမဲ့နန်းသက်လာတဲ့ဘုရင်သိရဲ့စိတ်ထဲမှာတော့မပြီးဆုံးသေးတဲ့အိမ်မက်တစ်ခုရှိနေခဲ့ပါတယ်။အဲ့ဒါကအယုဒ္ဓယပါ။သူ့ရဲ့ဖခင်အလောင်းမင်းတရားကြီးဟာယူရီးယားကိုကြီးတက်ခဲ့ပူးပါတယ်။ဒါပေမဲ့အောင်ပွဲမရခင်မှာပဲနှက်ရဆန်ခဲ့ရတာပါ။ဒါကြောင့်ယူရီးယားကိုအနိုင်ယူဖို့ဆိုတာစင်ဖြူရှင်တို့ကနာမည်ချက်တွင်တတ်တမဟုတ်ခဲ့ပါဘူး။ဖခင်ရဲ့မပြီးဆုံးသေးတဲ့အိမ်မက်ကိုအဆုံးသတ်ပေးဖို့လည်းဖြစ်ပါတယ်။1965ခုနှစ်မှာတော့စင်ဖြူရှင်ဟာအယုဒ္ဓယကိုအပိသက်တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။မြောက်ဘက်ကနေနေမျိုးတီယာပတိဥဆောင်တဲ့တပ်ကြီးနဲ့တောင်ဘက်ကနေမဟာနွယ်ထာဥဆောင်တဲ့တပ်ကြီးကိုယူရီးယားနိုင်ငံတွေကိုတပြိုင်နက်တည်းချီတက်စေခဲ့ပါတယ်။ဒီတခါနေဆက်မြို့တွေကိုသိမ်းဖို့မဟုတ်တော့ပါဘူး။အယုဒ္ဓယရဲ့နှလုံးသားဖြစ်တဲ့မြို့တော်ကိုသိမ်းပိုက်ဖို့ပါ။လတွေကြာလာတယ်။မိုးရသည်တွေရောက်လာတယ်။ရွှွန့်တွေဖြစ်လာတယ်။ရေတွေရှန့်လာတယ်။ဒါပေမဲ့မြန်မာတပ်တွေကလုံးဝမပြန်ခဲ့ပါဘူး။ယူရီးယားတွေထင်သားသလိုမိုးရရင်ပြန်ဆုတ်သွားမယ်စစ်တပ်မဟုတ်ခဲ့ဘူးဆိုတာကိုတသိပြခဲ့ပါတယ်။အချိန်ကြီးကြာလာတာနဲ့များအယုဒ္ဓယမြို့ကြီးထဲမှာအစာရှားလာတယ်။ယောဂါတွေဖြစ်လာတယ်။လမ်းမတွေတိတ်ဆိတ်လာတယ်။တစ်ချိန်ကနိုင်ငံပေါင်းစုံကကုန်တွေနဲ့ပြည့်နှက်နေတဲ့မြို့တော်ကြီးဟာတဖြည်းဖြည်းတည်ဆုံးနေတဲ့မြို့ပြက်ကြီးလိုဖြစ်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့1968ခုနှစ်ဧပြီလ9ရက်နေ့အယုဒ္ဓယရဲ့ကံကြမ္မာဆုံးဖြတ်ပြီးသားဖြစ်သွားခဲ့ပါပြီ။မြို့တစ်စိတ်တစ်ပိုင်းပြိုကျသွားခဲ့ပြီးတော့မြန်မာတပ်တွေမြို့ထဲကိုဝင်ရောက်လာခဲ့ပါတယ်။နှစ်ပေါင်း400ကျော်တည်ရှိခဲ့တဲ့အယုဒ္ဓယဘုရင်နိုင်ငံဟာတမိုင်းထဲကနေပျောက်ကွယ်သွားခဲ့ပါတယ်။စင်ဖြူရှင်ဟာသူ့ဖခင်မပြီးဆုံးသေးတဲ့အိမ်မက်ကိုအကောင့်အထည်ဖော်ပေးနိုင်ခဲ့ပါပြီ။ဒါပေမဲ့အောင်ပွဲကိုတော့ကြာကြာမခံစားလိုက်ရပါဘူး။အယုဒ္ဓယမီးလောင်နေတဲ့အချိန်မှာပဲမြောက်ဘက်နယ်စပ်ကနေစိုးရင်စာသတင်းတွေရောက်လာပါတယ်။တရုတ်စစ်တပ်တွေရှမ်းပြည်တွေကိုဝင်လာပြီဆိုတဲ့သတင်းမှာအစာပိုင်းမှာတော့ဒီသတင်းကိုတိတ်အရေးမထားခဲ့ကြပါဘူး။နယ်စပ်တိုက်ပွဲတွေဆိုတာဖြစ်နေကြပဲဆိုတော့မကြခင်ပြီးသွားမယ်လို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီတစ်ခါတော့လုံးဝမတူတော့ပါဘူး။ပီကျင်းနန်းတော်တွေကချင်းလုံဧကတွေဟာမြန်မာနိုင်ငံကိုတတိပေးဖို့စစ်တပ်ပဲလွှတ်လိုက်တာမဟုတ်တော့ပါဘူး။ဒူးထောက်ခိုင်းမှုစစ်တပ်ကြီးတစ်ခုလုံးကိုစေလွတ်လိုက်တာပါဟန်နာဝတီပြိုကွဲပြီးနောက်မြောက်ပိုင်းရှမ်းစော်ဘွားနေမြေတွေဟာတရုတ်နဲ့မြန်မာကြားဩဇာလွန်ဆွဲရာနေမြေတွေဖြစ်လာခဲ့ပါတယ်ကုန်းမောင်အင်ပါယာအင်အားကြီးလာတာနဲ့အများဒီနေမြေတွေကိုစေဖြူရှင်ကပို့ပြီးတော့ထိန်းချုပ်လာခြင်းခဲ့ပါတယ်ဒါကိုတော့ချင်းလုံအင်ကရစ်ကလက်မခံနိုင်ခဲ့ပါဘူးပို့ဆိုးတာကရုတ်တရက်လိုအင်အားကြီးနိုင်ငံတစ်ခုမြန်မာလက်အောက်ကျရောက်သွားတာကချင်းအင်ပါယာအတွက်အန်ဒီရဲ့အချက်ပေးခေါင်းလောင်းတစ်ခုလိုဖြစ်လာခဲ့တာပါဒါကြောင့်သူ့ရဲ့အကောင်းဆုံးစစ်သူကြီးတွေကိုတယောက်ပြီးတယောက်စေလွတ်ခဲ့ပါတယ်ပထမအချိန်မအောင်မြင်ခဲ့ပါဘူးဒုတိယအချိန်လည်းထပ်ပြီးတော့မအောင်မြင်ခဲ့ပါဘူးတရုတ်စစ်တပ်တွေကမြန်မာကိုနှစ်ကြိမ်တန်းကျူးကျော်ခဲ့ပေမဲ့လည်းအောင်မြင်မှုမရရှိခဲ့ပါဘူးဒီအချိန်မှာတော့ချင်းလုံဧကတစ်ကလုံးဝဒေါသထွက်သွားခဲ့ပါတယ်ဒီတစ်ခါတော့သူ့ရဲ့အကောင်းဆုံးစစ်သူကြီးမင်းရွေကိုစေလွတ်လိုက်ပါတယ်မင်းရွေဟာတာမန်ပူချုပ်မဟုတ်ပါဘူးချင်းနန်းတော်ရဲ့အနာဂတ်ကျေပွင့်ချင်းလုံဧကတစ်ရဲ့ယုံကြည်မှုအရှိဆုံးစစ်သူကြီးတွေကတယောက်ပါဒီတစ်ခါနေဆက်ကိုလာတိုက်တာမဟုတ်တော့ပါဘူးအင်းဝကိုတိမ့်ပိုက်ဖို့နဲ့ကုန်းမောင်အင်ပါယာကိုဖျက်ဆီးဖို့လာခဲ့တာပါအစာကိုင်းမှာတော့အောင်မြင်နေခဲ့ပါတယ်ရှမ်းနယ်တွေကျလာတယ်ခံတပ်တွေကျလာတယ်မြန်မာတပ်တွေနောက်ဆုတ်လာခဲ့ရတယ်တရုတ်စစ်တပ်ဟာအင်းဝနဲ့ပို့ပြီးတော့နီးစပ်လာခဲ့ပါတယ်နိုင်ငံတော်ပြက်လူနီးပါးထိဖြစ်လာခဲ့ပါပြီအဲ့ဒီချိန်မှာတော့စင်ဖြူရှင်ဟာသူ့ဘဝရဲ့အခက်ခဲဆုံးဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ရပါတယ်အယုဒ္ဓယမှာကြံနေသေးတဲ့တပ်တွေကိုပြန်ခေါ်လိုက်ပါတယ်ယူရီးယားထက်မြန်မာနိုင်ငံကိုအရင်ကယ်ရတော့မှာဖြစ်ပါတယ်ယူရီးယားကပြန်လာတဲ့မြန်မာတပ်တွေကိုစစ်သူကြီးမဟာတီယတူရာကဦးဆောင်ခဲ့ပါတယ်ချင်းအင်မာယာရဲ့အကောင်းဆုံးတပ်တွေနဲ့ထိပ်တိုက်ရင်ဆိုင်ဖို့ဆိုရင်မြန်မာဘက်ကလည်းအထိနာမယ်ဆိုတာကိုသိနေခဲ့ပါတယ်ဒါကြောင့်သူရွေးချယ်ခဲ့တာကတခြားနည်းလမ်းပါတရုတ်တပ်တွေကိုပို့ပြီးအတွင်းထဲဝင်လာဖို့ခွင့်ပေးလိုက်ပါတယ်
မင်းရွေးကတော့ဒါကိုအောင်ပွဲလို့ထင်နေခဲ့ပါတယ်မြန်မာတပ်တွေစုပ်ပြေးနေပြီးအင်းဝမကြခင်ကြတော့မယ်လို့ယုံကြည်နေခဲ့ပါတယ်ဒါပေမဲ့သူမသိခဲ့တဲ့အရာတစ်ခုရှိနေပါတယ်သူ့ရဲ့နောက်ကျောမှာမဟာတီရသူရရဲ့တပ်တွေကရိတ်ခါလမ်းကြောင်းကိုဖျက်တောက်နေပါပြီရှေ့မှာလည်းမြန်မာတပ်တွေကစောင့်နေတယ်နောက်မှာလည်းရိတ်ခါကလုံးဝမရတော့ဘူးတဖြည်းဖြည်းနဲ့မင်းရွေးရဲ့တပ်ကြီးဟာထောင်ချော်ထဲဝင်လာသလိုဖြစ်လာခဲ့ပါပြီရက်တွေကြာလာတာနဲ့များတရုတ်စစ်တပ်ထဲမှာပြဿနာတွေလည်းစတင်လာခဲ့ပါတယ်စံတွေလျော့လာတယ်မြင်းတွေသေးလာတယ်ပြီးတော့အပူပန်းအဖျားယောဂါတွေပြန့်နှံ့လာခဲ့ပါတယ်တရုတ်စစ်တီတွေဟာအင်းဝကိုသိမ်းဖို့မပြောနဲ့အသက်ရှင်ဖို့တော့ခက်ခဲလာခဲ့ပါတယ်ဒီအချိန်မှာတော့မဟာတီရသူရကနောက်ဆုံးမပြီးတော့ပဲစတင်တိုက်ခိုက်ပါပြီနေမျိုးစစ်သူဗလမင်းတင်နေမျိုးသူရစတဲ့စစ်သူကြီးတွေကလည်းတပ်တီးတီးကိုဥဆောင်ပြီးတရုတ်တပ်တွေကိုပိတ်ဆို့ဝန်းရံထားပါတယ်အခုတော့မင်းရွေးဟာအရှိလည်းမတက်နိုင်တော့သလိုနောက်လည်းဆုပ်လို့မရတော့ပါဘူးသူ့ရဲ့အင်းဝကိုသိမ်းမဲ့အိမ်မဟာတောတောင်နေကြတဲ့မှာတဖြည်းဖြည်းပြိုကွဲလာခဲ့ပါတယ်နောက်ဆုံးမှာတော့ချင်းအင်ပါယာရဲ့အကောင်းဆုံးစစ်တပ်တွေကတစ်ခုဟာအပိုင်းပိုင်းပြိုကွဲသွားခဲ့ရပါပြီမင်းရွေးကိုယ်တိုင်လည်းလွတ်မြောက်နိုင်ခြင်းမရှိတော့ပါဘူးချင်းနိုင်ငံရဲ့မှတ်တမ်းတွေအရသူဟာအရှင်ဖမ်းငယ်ရမှာထက်ရှုံးနိမှုကိုလက်မခံနိုင်တာကြောင့်ကိုယ့်တပ်ကိုအဆုံးစီနေခဲ့တယ်လို့ဖော်ပြထားပါတယ်ဒါပေမဲ့ချင်းလုံအေဂရေဟာလုံးဝလက်မလျှော့သေးပါဘူးဒီတစ်ခါတော့မြန်မာတွေအဆုံးသတ်ရမယ်ဆိုပြီးတော့သူ့ဘဝရဲ့အကြီးမားဆုံးစစ်စင်ရေးတစ်ခုကိုထပ်မံပြင်ဆင်လိုက်ပါတော့တယ်အဲ့ဒီစစ်စင်ရေးဟာကောင်းလုံမြို့မှာဖြစ်ပွားမဲ့တရုတ်မြန်မာစစ်ပွဲရဲ့တမိုင်းတစ်ခုဖြစ်လာတော့မှာပါတရုတ်စစ်သူကြီးမင်းရွေးတေဆုံးသွားတဲ့တဲ့တင်ဟာဘေဂျင်းနန်းတော်တစ်ခုလုံးကိုတုန်လှုပ်သွားစေခဲ့ပါတယ်ဒါဟာတာမန်စစ်ရှုံးတာမဟုတ်တော့ပါဘူးချင်းအင်ပါယာရဲ့ဂုံတိတ်ခါကိုထိုးနှက်ခံလိုက်ရတာပါချင်းလုံအေဂရေကဒေါသတကြီးနဲ့မြန်မာကိုမနိုင်မချင်းမရက်ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်ဒီခါမှာတော့သူ့ရဲ့အယုံကြည်အားဆုံးနဲ့အတော်ဆုံးစစ်တူကြီးတွေကတယောက်ဖြစ်တဲ့ဖူဟင်ကိုစေလွတ်လိုက်ပါတယ်ဖူဟင်ဟာတာမန်ပိုချုံမဟုတ်ပါဘူးချင်းလုံအေဂရေရဲ့မိဖုရားဘက်ကဆွေမျိုးနန်းတော်ရဲ့အာဏာအရှိဆုံးလူတွေကတယောက်ဒီတစ်ခါစေလွတ်လိုက်တဲ့စစ်တပ်ကအရင်တော့ထပ်ပိုကြီးတယ်ပိုကောင်းတယ်ပိုအန်ဒီရကြီးတယ်သူတို့ရဲ့ရည်ရွယ်ချက်ကရှင်းတယ်အင်းဝါကိုသိမ်းမယ်ကုန်းမောင်အင်ပါယာကိုအဆုံးသတ်ပါတော့မယ်ဒါပေမဲ့မြန်မာဘက်မှာလည်းစစ်တူကြီးမဟာတီရသူကရှိနေခဲ့ပါတယ်ဒီတစ်ခါစစ်ပွဲရဲ့အဓိကနေရာကောင်းတုံမျိုးဟာမြန်မာပြည်ရဲ့ဝင်လာနိုင်တဲ့အရေးကြီးဆုံးလမ်းကြောင်းတွေတစ်ခုပါဒီနေရာကျရင်တရုတ်တပ်တွေကအင်းဝါဘက်ထိဆက်ပြီးတော့ဆင်းလာနိုင်ပါတယ်ဒါကြောင့်စစ်တူကြီးမဟာတီရသူကဘယ်နည်းနဲ့မှကောင်းတုံမျိုးကိုအကြမခံမှုဆုံးဖြတ်ထားပါတယ်တရုတ်တပ်တွေကအချင်းချင်းထိုးစစ်ဆင်ပါတယ်မြန်မာတပ်တွေကလည်းအချင်းချင်းပြန်လဲခုခံပါတယ်တောတွေထဲမှာတောင်ကြားတွေထဲမှာနှစ်ဖက်အထိနာတဲ့တိုက်ပွဲတွေဇက်တိုက်ဖြစ်လာခဲ့ပါပြီဒါပေမဲ့တရုတ်စစ်တပ်ဘက်မှကအရင်စစ်ပွဲတွေတုန်းကလိုပဲပြဿနာတွေစလာခဲ့ပါပြီရိတ်ခါတွေပြတ်လာတယ်မြင်းတွေတေးလာတယ်ယောဂါတွေပြန့်နှံ့လာပါတယ်ချင်းစစ်တပ်ကတိုက်ပွဲထက်တဘာဝတရားနဲ့ရိတ်ခါပြဿနာကိုပိုပြီးရင်ဆိုင်လာခဲ့ရပါတယ်နောက်ဆုံးမှာတော့တရုတ်စစ်ဗိုလ်ချုပ်ဖူရင်ကိုတိုင်ကဒီစစ်ပွဲကိုအနိုင်ယူဖို့မဖြစ်နိုင်တော့ဘူးဆိုတာနားလည်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့မဟာတီရသူရဟာတမိုင်းကိုပြောင်းလဲသွားစေမဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်မြန်မာတပ်တွေကတရုတ်တပ်တွေကိုအကုန်တပ်ပစ်နိုင်တဲ့အခြေအနေမျိုးရှိနေခဲ့ပါတယ်ဒါပေမဲ့သူမလုပ်ခဲ့ပါဘူးငြိမ်းချမ်းရေးဆွေးနွေးဖို့ကိုပဲရွေးချယ်ခဲ့ပါတယ်စစ်ပွဲဆက်ဖြစ်နေရင်နှစ်ဖက်စလုံးပို့ပြီးတော့တေဆုံးကြလိမ့်မယ်ဒါကြောင့်နယ်မြေတွေတတ်မှတ်ပြီးစစ်ပွဲရပ်မယ်လို့တရုတ်ဘက်ကိုကမ်းလှမ်းလိုက်ပါတယ်စစ်သူကြီးတယောက်ရဲ့ဆုံးဖြတ်ချက်ထက်နိုင်ငံရေးသမားတယောက်ရဲ့ဆုံးဖြတ်ချက်နဲ့ပိုတူနေခဲ့ပါတယ်1969ခုနှစ်ကောင်းသူမြို့မှာငြိမ်းချမ်းရေးသဘောတူညီချက်ရရှိခဲ့ပါတယ်တရုတ်တပ်တွေနောက်ဆုံးတော့ပြန်ဆုတ်သွားခဲ့ရပါပြီ၄နှစ်ကျော်ကြာခဲ့တဲ့တရုတ်မြန်မာစစ်ပွဲကြီးလည်းအဆုံးသတ်သွားခဲ့ပါတယ်အင်းဝါဟာလုံးဝမကြခဲ့တယ်လို့ကုန်းမောင်မင်းဆက်ကလည်းလုံးဝမပျက်စီးသွားခဲ့ပါဘူးချင်းလုံအေဂရေရဲ့အိမ်မက်တွေကမပြည့်ခဲ့ပေမဲ့စင်ဖြူရှင်ဆိုတဲ့နာမည်ကတော့အာရှတခွင်လုံးကိုပြန့်နှံ့သွားခဲ့ပါတယ်စင်ဖြူရှင်ဟာသူ့ဘဝတစ်လျှောက်လုံးစစ်ပွဲတွေမှာပဲနေထိုင်ခဲ့ရပေမဲ့1986ခုနှစ်အသက်39နှစ်အရွယ်မှာစစ်ပွဲတွေထဲမှာမကြဘဲနဲ့လေနာယောဂါနဲ့နက်ရဆန်ခဲ့ပါတယ်အယုဒ္ဓယကိုဖျက်ဆီးခဲ့တဲ့ဘုရင်တရုတ်ကျူးကျော်မှု၄ချိန်ကိုရင်ဆိုင်ခဲ့တဲ့ဘုရင်အာရှတိုက်ကိုတုံလုံးစေခဲ့တဲ့မြမဘုရင်စင်ဖြူရှင်မင်းတရားကြီးဟာမြမသမိုင်းရဲ့အကြီးကျယ်ဆုံးစစ်ဘုရင်တွေကတပားဖြစ်ခဲ့တယ်ဆိုတာကို TVB လာ channel ကနေမိတ်ဆွေတို့အတွက်ဂုဏ်ယူစွာနဲ့တင်ဆက်ပေးလိုက်ပါတယ်ဗီဒီယိုကိုသဘောကျရင် like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့ဘူးเนาะအားလုံးကိုကျေးဇူးတင်ပါတယ်